လိုမိန်းမမျိုးကလေတိလားဖုံရောက်သွားပြီစိုးညံကွန်ညံတောင်းစားမယ်မိန်းမငါသမီးညီမနဲ့ဈေးသွားမှာမလားဟုတ်အေးဘာကြီးချက်မအောင်ကြီးမနေ့ကျရင်စက်သားလေးကိုကြော်မယ်ပြီးလို့ရှင်ပဲရီပွားမယ်ပြီးလို့ရှင်ကပြီးတွန်းစရာလေးနဲ့ပြီးလို့ရှင်ချင်းချက်မယ်အေးပြီးလို့ရှိရင်ကျုပ်လေးကြော်အေးရပါပြီအဲ့လောက်ဆိုရင်ညမနေ့ကပန်းလေးဝယ်ကြအောင်တက်လာမယ်နော်မနေ့ကမင်းဖျားပန်းလေးလဲကျင်တယ်လားဟုတ်ကဲ့ရှင်တက်ကမှလေးဆောက်မှန်းတယ်ကြောက်တော့မိုးလာခဲလာတယ်တော့မင်းကကိုဈေးသွားမှာလေစက်သားကြော်မှာလေချီကြိုမှာလေပြီးရတိုးစရာနဲတဲ့ပဲလေးရစီတာဦးမှာတဲ့ဒီချိန်မှမသွားဘူးညဒီချိန်သွားလို့ကဈေးကွက်လို့ခွေးဆွဲတော့မှဒီချိန်သွားလို့ကတော့ညလိုမိန်းမမျိုးကလေတိလားဖုံရောက်သွားပြီစိုးညံကွန်ညံတောင်းစားမယ်မိန်းမဒီချိန်တော့ဖုံကြီးတောင်မှအမေသုံးခါကြွားဖုံကြောက်ရောက်လို့မှဆုံးစားပြီးဒီချိန်ကိုခုတည်းဒီချခဲ့လို့မနေ့ကဘာမှမစားဘူးဆင်းကြတော့မိမကပြတယ်ပြောတော့မိုးလာခဲ့လာနဲ့မနေ့ကဒီညလာပြီကဲသမင်းစားကြပါဦးဒီနေ့တော့ဘာဟင်းမှမချက်တော့နဲ့နော်လက်ဆောင်ရရတယ်အတော်ပဲအဲ့50လမ်းအပေါင်း54လမ်း131ကိုဖိုးတိုင်းသမင်းသားရဖို့ပြလိုက်တာတဲ့လက်ဆောင်မိခိုင်လုံးစားဖို့တဲ့မချက်သားကောင်းမှကောင်းမှုကြိုင်တာပဲချက်သားကဒါငပီချိုးဒါအတုံးမြုပ်အစုံဒါလေးတည့်သီးထောင်းလေးမှုနေတာပဲပြစားကြပါဦးမချက်သားတော့ကြီးမှာအဲစတုံကြီးတွေစားမလားကျေးဇူးတင်ပါတယ်အားရပါရစားပြီနော်ဟုတ်လားကျက်သားတကယ်ကောင်းတယ်အစ်စက်နေပဲကျမကျက်သားချက်ထားအမေသာသူထက်တာသူစားဖို့ဘာတော့ကြာကြီးမလေးဟဲ့ပြန်နေလိုက်ပါလားမလိုက်ဘူးကန်ကြပါပြေလို့စမနေရမ်းနေအမေနေမလားစလုံးတူမှာဒီလိုပါလေ54လမ်း131တဲ့ဟလားကိုကိုသားကြီးသမင်းဆိုင်တက်လိုက်ပါလက်ကြီးကဘယ်မှာမင်းပဲသားမှမင်းသားကိုမေတမျိုးပြောင်းနေတာကိုပြောင်းလိုက်ပါကိုဆက်ကြတယ်ပြောညနာခေါက်လာစားကြည့်မစားတော့ကျမတို့စားလို့မရဘူးတဲ့မင်းတို့ကလည်းပေါ့နော်ဟိုစောင်းမင်းရင်သာပြီးကမှနေတာယူမေတမီးအချက်မရှိဘူးနော်မေရှိလဲလင်လိုက်ယူရတယ်ဟာတမီးမေနဲ့တူလို့လားမသိဘူးနော်ကဲကိုပူသားရဲ့သားကောင်မလေးနော်ကျေးဇူးတင်ပါတယ်တိုင်းလိုက်